စိမ့်တစ်ခုမှာငှက်တစ်ကောင်က quack လို့လမ်းអော်တယ်။ကြောင်ကမြောက်လို့ပြန်ထူးတယ်။ကြည့်နေတဲ့သူတွေမျက်ရည်ဝဲကုန်တယ်။အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Morris ပါကျွန်တော် channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်2024ထဲမှာဆိုရင်ဒီ animation ရုပ်ရှင်ကားကောင်းတွေအများကြီးထွက်ခဲ့တယ်အရှိရုပ်ရှင်တွေမှာအောင်မြင်မှုကောင်းကောင်းနဲ့ဝေဖန်သုံးသပ်ချက်ကောင်းကောင်းတွေရခဲ့တဲ့ Moana နဲ့ Inside Out တို့ရဲ့အဆက် Moana 2 Inside Out 2 ထွက်လာတယ်လို့ original animation ရုပ်ရှင်တွေဖြစ်တဲ့ The Wild Robot လို့ cast တွေအပြိုင်ကျဲပြီးတော့ထွက်လာတဲ့ animation တွေလည်းရှိတယ်ကျွန်တော် The Wild Robot ကြည့်ခဲ့တော့ဒီရုပ်ရှင်ကဒီ2025 Oscar မှာအကောင်းဆုံး animation ဆုရကိုရမှာကျင်းတယ်လို့ထင်ခဲ့တယ်ဒီလိုမျိုး studio အကြီးကြီးတွေကနေ budget များများသုံးပြီးတော့ animation ကောင်းကောင်းတွေထွက်လာတဲ့အချိန်မှာရုပ်ရှင်ပွဲတော်လေးကနေတဆင့်တက်လာပြီးတော့နေရာအကန့်အသတ်မှာပဲယုံတင်ခွင့်ရတဲ့ indie animation ကားလေးတစ်ခါက Oscar ဆုရသွားမယ်လို့ဘယ်သူမှထင်ခဲ့မှာမဟုတ် Flow ဆိုတဲ့ animation ရုပ်ရှင်လေးက Oscar မှာပဲမဟုတ်ဘူး Golden Globe ရွှေကမ္ဘာလုံးဆုမှာလည်းရခဲ့တယ်ဆိုတော့ဒီ animation ရုပ်ရှင်တစ်ခုတည်းကဒီရုပ်ရှင်လောကမှာအကြီးဆုံးဆုကြီးနှစ်ခုဖြစ်တဲ့ Golden Globe နဲ့ Oscar ရတာကတော်တော်လေးကိုလူပြောများတဲ့ကိစ္စဖြစ်ခဲ့တယ် Flow ဆိုတဲ့ animation က Levian director Gint Zablotic ရိုက်ကူးထုတ်လုပ်ထားတဲ့ Levian animation တစ်ခုဖြစ်တယ်သူကဒီဥရောပရုပ်ရှင်ကာတွန်းပြန်ပွဲလေးတွေကနေဝင်ပြိုင်ရင်းနဲ့ဆုရလာတယ်တဖြည်းဖြည်းနဲ့အခြားသောရုပ်ရှင်ပွဲတော်တွေမှာဝင်ပြိုင်ရင်းနဲ့ feature film တစ်ခုအနေနဲ့ထုတ်လုပ်ခွင့်ရမယ် Against Film Awards ဆုကိုရသွားတဲ့အခါမှာနေရာကန့်သက်တချို့မှာယုံတင်ခွင့်ရသွားခဲ့တဲ့ animation ဖြစ်တယ်ကျွန်တော်လိုက်ရှာဖတ်ကြည့်တဲ့အခါမှာဒီရုပ်ရှင်ကိုထုတ်လုပ်တဲ့ဒီ production team ကအယောက်30လောက်ရှိတယ်ဆိုပေမဲ့တကယ်တမ်း animator က9ယောက်လောက်ပဲရှိတယ်လို့သိရတယ်ပြီးတော့ budget က 3.7 million ပဲရှိတယ်4 million တော့မပြည့်ဘူး2012ခုနှစ်မှာ Gint Zablotic ကပဲသူကဒီကြောင်တကောင်ကဒီသမုတ်တရားအပေါ်မှာကြောက်ရွံ့မှုကိုကြော်ဖြတ်ရတဲ့ဒီ Aqua ဆိုတဲ့ animation တိုလေးတစ်ခုကိုထုတ်လုပ်ခဲ့ပူတယ်ဒီ Aqua ဆိုတဲ့ cartoon တိုလေးကပဲ Flow ဆိုတဲ့ animation ဖြစ်လာဖို့ဦးတည်စေခဲ့တယ် Flow က The Wild Robot ကိုကြော်ပြီးတော့ Oscar ဆုရလာတယ်ဆိုတာကသူ့ရဲ့ animation style တွေအရန်ကိုတက်ရက်နေလို့ quality အရန်ကောင်းနေလို့ရသွားတယ်ဆိုတာထက်လူနည်းနည်းနဲ့ limited budget နဲ့ချိန်9နှစ်လောက်ပေးပြီးဖန်တီးနိုင်တယ်ဆိုတဲ့ effort ကိုအတိမတ်ပြုခြင်းလို့ထင်တယ် effect တွေအရန်ကောင်းတဲ့ရုပ်ရှင်ကြီးတွေကိုမှကြော်လာပြီးတော့ဒီ Japanese ရုပ်ရှင်ဖြစ်တဲ့ Godzilla -1 ကအကောင်းဆုံး effect စုကိုရတာတဲ့ပုံစံနဲ့တွားတူတယ်ဒီ animation မှာ dialogue လုံးဝမပါဘူး plot အနေနဲ့ကဒီ dystopian ဆန်ဆန် fantasy ဆန်ဆန်ကဘာတစ်ခုမှာ trace ဆန်တွေကသူ့ပုံစံနဲ့သူကျင်လည်ချက်စားရတယ်အဲ့ဒီချိန်ဒီဇက်လိုင်းရဲ့ narrator တယောက်လိုဖြစ်လာမဲ့ဒီကြောင်မဲလေးကသူတို့နေရာမှာရုပ်တရက်ရေလွှမ်းမိုးသွားတဲ့အခါမှာအခြားသော trace ဆန်တွေနဲ့တူ survive ဖြစ်ကြဖို့စူးစမ်းကြတဲ့ဇက်လိုင်းဖြစ်တယ်ရှေ့မှာပြောခဲ့သလိုပဲဒီရုပ်ရှင်က narrator ကစကားမပြောကြောင်တကောင် dialogue လည်းလုံးဝမပါဘူးအစအဆုံးကို dialogue မပါဘဲနဲ့ flow ဆိုတဲ့ရုပ်ရှင်ရဲ့နာမည်အတိုင်းစီးမျောပြီးတော့ခန်းစားသွားမယ်ရုပ်ရှင်ဖြစ်တယ်ဒီတနိုင်ခွဲကြာတဲ့ရုပ်ရှင်မှာကြောင်တကောင်လင်မာမြောက်တကောင်ကပီဘာရာတကောင်ခွေးတကောင်နဲ့secretary နဲ့ဆိုတဲ့မြန်မာလိုတော့မဟုတ်တော့ဒီငှက်တကောင် survive ဖြစ်တဲ့ဇလန်ကို dialogue မပါဘဲကြည့်ဖို့ဆိုတာကအင်ဒီရုပ်ရှင်တွေကိုကြည့်နေကြမဟုတ်တဲ့သူတွေတော့အဆင်ပြေချင်မှပြေလိမ့်မယ်ဒီလိုရုပ်ရှင်မျိုးကရုပ်ရှင်ရုံမှာ sound effect တွေချာနဲ့ musical တစ်ခုကိုကြည့်နေတယ်လို့မျိုးစီးမျောခံစားပြီးတော့နှစ်ပြီးကြည့်ရမယ့်ရုပ်ရှင်မျိုးစားဖြစ်တယ်ဆိုဒီရုပ်ရှင်ကိုအဲ့လိုကြည့်နေမှပဲဒီရုပ်ရှင်ကပေးတဲ့ဖော်ပြခြင်းနဲ့ theme နဲ့ကိုက engage ဖြစ်ပြီးတော့ဒီဇက်လန်အခိုက်အတန့်တစ်ခုမှာလုံးဝကို emotional ဖြစ်ရမယ့်ခံစားချက်မျိုးရမှာဖြစ်တယ် animation ဘိုင်းကိုပြောရမယ်ဆိုရင်သူ့ရဲ့ animation ပုံစံကဒီရေဆေးဆုပ်ချက်တစ်ခုကိုအသက်သွင်းထားသလိုမျိုးရှင်းတယ်အယောင်လေးတွေလှတယ်ကျင်းတဲ့တရကာရဲ့အတန်လေးတွေရေတန်လေးတွေကိုကြည့်ပြီးတော့အကြည်တက်လေးခံစားရတယ်တနည်းအားဖြင့်အသက်ဝင်နေတဲ့ရေဆေးပကြီးကတစ်ချက်ကိုကြည့်နေရတယ်လို့ပဲ animation ဘိုင်းမှာ perfect ဖြစ်တာမျိုးမဟုတ်ဘူးကြောင်ကရေထဲပြုတ်ကျသွားတဲ့အချိန်ရေကူးနေတဲ့အချိန်တွေမှာဒီရေပေါ်မှာရှိနေတဲ့အချိန်နဲ့ရေအောက်မှာရှိနေတဲ့အချိန်သူ့ရဲ့ပုံစံကဆွဲထားတဲ့ animation ကအတူတူပဲဘာမှမပြောင်းဘူးပြီးတော့ရေဆိုပြီးတက်လာတဲ့ကြောင်ကလည်းရေဆိုနေလိုမျိုး effect တွေတခုမှမပါဘူး plain ကြီးပဲဖြစ်နေတယ်အမွေးမြင်နေရလဲရန် detail ကြတာမျိုးမဟုတ်ဆိုတော့ animation ဘိုင်းကဒီရုပ်ရှင်ကအဓိက point တော့မဟုတ်ဘူးအဓိက point ကသူပေးခြင်းတဲ့ theme flow ကကြတော့သူပေးခြင်းတဲ့ theme message ကိုဒဲပြောသွားတာမျိုးမဟုတ်ဘဲနဲ့ဒီကြည့်ရသူပေါ်မူတည်ပြီးတော့အမျိုးမျိုး interpret လုပ်နိုင်တဲ့ animation မျိုးဖြစ်တယ်ဒီမှာဆိုရင်trace ဆန်လေးတွေတိလေးတွေသူတို့လေပေါ်မှာ survive လုပ်ကြရင်လည်းအချင်းချင်းကနောက်တစ်ဆက်ဖြစ်တာလေးတွေမြင်ရတယ်လို့တကယ်ချင်းတန်ဝန်းစင်တွေမြင်ရတယ်ပို့ပြီးတော့ဟိုနဲ့နေတဲ့ຢာကတေဆုံးချင်းရှင်တန်ချင်း
ချီဆောင်ခြင်းထမြောက်ခြင်းစတဲ့ပုံစံမျိုးတွေတွေးခေါ်တွေကပါပါလေးထည့်ထားတာအများကြီးတွေးစရာဖြစ်စေတယ်အရန် emotional ဖြစ်ရတဲ့စင်းတစ်ခုပါတယ်ဒါတော့လုံးဝမပါဘူး break ဆန်လေးတွေရဲ့အတန်တစ်ခုနဲ့ဒီဇက်ဝင်ကကြည့်တဲ့အချိန်မှာကိုအရန် relate ဖြစ်ပြီးတော့ emotional ရန်ဖြစ်ရတဲ့ခံစားချက်မျိုးကိုဇက်ဝင်ကကြီးတစ်ခုမှာပေးသွားတယ်ကိုနဲ့နီးစပ်တဲ့အတိုင်းဝိုင်းရဲ့ဒီယဉ်ကျေးမှုပြီးတော့ဘာသာရေးယူဆချက်တွေခံယူချက်တွေပေါ်မူတည်ပြီးတော့ဒီဇက်ဝင်ကတစ်လျှောက်လုံးမှာတွေ့ရတဲ့ဖော်ပြထားတဲ့အရာတွေကအမျိုးမျိုး interpret လုပ်နိုင်တယ်တစ်ဖက်မှာ message တစ်ခုကိုဒဲပြတဲ့ရုပ်ရှင်တွေနဲ့ကာတွန်းတွေနဲ့ဒီဘက်ကတွေးတော့စဉ်းစားပြီးတော့မိမိကိုဆွဲခေါ်ရင်ညံကွက်နိုင်တဲ့ animation မျိုးရှင်လိုက်တဲ့အခါမှာ flow ကဒီအမတ်ပေးတဲ့သူတွေအတွက်ပိုပြီးထိမိခံစားစီခဲ့ရလို့ဗုဒ္ဓအများဆုံးရပြီး Oscar ရခဲ့လို့ထင်ပြန်ရှုံပြောရမယ်ဆိုရင် flow က perfect ဖြစ်နေတဲ့ animation မျိုးတော့မဟုတ်ဘူးဒါပေမဲ့ဒီနှစ်အတွင်းမှာထွက်ခဲ့တဲ့ Big Budget Studio တွေရဲ့ animation တွေနဲ့ရှင်လိုက်တဲ့အခါမှာဒီလူဝင်အားနည်းနည်း resource နည်းနည်းလေးနဲ့လက်ပပလေးပုံဖော်သွားတဲ့ indie ရုပ်ရှင်တစ်ခုကိုအတိမတ်ပြုခြင်းအဖြစ်ဒီအခြားသော indie ရုပ်ရှင်တွေမှာ inspiration ရပြီးတော့ပိုထွက်လာနိုင်စေဖို့ရည်ရွယ်ချက်နဲ့ Oscar ပေးခဲ့ရလို့ထင်တယ်အလားတူပဲ flow လိုမျိုးဒီ indie ရုပ်ရှင်တစ်ခုဖြစ်တဲ့ Enora ကလည်း Oscar ဆုတွေအများကြီးသိမ်းပိုက်ပြီးတော့ဆုတွေအများကြီးရခဲ့တယ် indie ရုပ်ရှင်တစ်ခုဒီနေ့ Oscar မှာဆုတွေရထားခဲ့တာဒီ indie ရုပ်ရှင်တွေအတွက်အတိမတ်ပြုဖို့ကြိုးစားတဲ့ Oscar တိုင်းဝိုင်းရုပ်ရှင်တိုင်းဝိုင်းကိုအတိမတ်ပြုအောင်ဖြစ်တယ်လို့အားပေးရမှာလည်းဖြစ်တယ် flow က Oscar nomination မှာမပါခဲ့ရင် The Wild Robot ကရမှာကျင်းသေးပေါက်ဖြစ်တယ်ဒါပေမဲ့ကျွန်တော်အမြင်မှာလဲ flow က Oscar ဆုကိုရထိုက်တဲ့ animation ဖြစ်တယ် animation story presentation အဘက်ကနေခြုံငုံသုံးသပ်ပြီးတော့ rating ပေးရမယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ rating 8 out of 10ပေးပါတယ် flow ကိုမကြည့်ရသေးတဲ့သူတွေရှိရင်တိတ်ဆိတ်တဲ့နေရာတိတ်ဆိတ်တဲ့အချိန်မှာငကြက်လေးတက်ပြီးတော့တနာရီခွဲလေးအချိန်ပေးပြီးတော့တေချာစီးမြောင်းရင်းခံစားဖို့အားပေးခြင်းနဲ့ flow ကိုကြည့်ပြီးကြတဲ့သူတွေအနေနဲ့လည်းကိုယ့်ရဲ့ခံစားချက်တွေသုံးသပ်ခြင်းတဲ့အရာတွေကို comment မှာရေးသားပေးဖို့ဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့အခြားသောရုပ်ရှင် review တွေကိုလည်း description မှာဖော်ပြထားတဲ့ playlist link ကိုနှိပ်ပြီးတော့ကြည့်ရှုနိုင်ပါတယ်အခြားတစ်သော review တွေ update တွေကိုလည်းသိရဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားကြပါအောင်အားလုံးနဲ့နောက် video မှာပြန်တွေ့ပါမယ်နော်အားလုံးပဲ stay safe ပါ see you